မတ်တရားတော့ဒီလိုတွေကြွားလဲနေရပါပဲကျန်တာတော့မရှိပါဘူးလေပါလဲပါလေဘာလို့လဲဘုတော့ရှင်းသေးတယ်ကိစ္စလေးတော့ဘာလို့ဆိုတော့ ဖူးစာရေးရတယ်လား ယူကရပူရပါလို့ဆိုသူတို့ထုံးစံတိုင်းဆိုရင်တော့ရွှေတူးနဲ့ဂျူလေးနဲ့ပေးစားမှာပေါ့လေအဲ့ဒါကတော့ကျိုးနေအဆိုပြီးတော့ပဲဘောလုံးဒီဇလန်လေးကိုဆင်ပြီးတဲ့ခါကျတော့သူနဲ့အပူလှည့်ပြီးတော့ စိတ်လေးဖွက်ထားတော့ကောင်းပါလေ အာသာသဘောတရားလေးပါ သစ္စာလေးဖြစ်တော့ဒါပေမဲ့မိုက်တို့အကောင်းဆုံးတရုပ်ဆောင်ခွင့်ကြတာပြီပါပဲဟာသားရဲ့ဒရာမာရဲ့လို့မဟုတ်ပါဘူးဒါမှအမတ်တရားတော့မိုင်းနေတဲ့ကိုယ့်ထက်အသက်6နှစ်ကြီးရဲ့ကိုကျော်လေးအောင်ဖြည်းဖြည်းခေါ်လိုက်ရတာပဲတန်တယ်အဲ့ဒါပါပဲကျန်တာတော့ရိုက်ခုနေတဲ့ကာလမှာပြောစရာကောင်းပါနဲ့အဲ့ဒီပြောရွှေနဲ့ပြီးသွားတဲ့ကာလမှာနော်အချိန်နောက်ကြ အချိန်ကြီးပဲ तू ကတော့ အချိန်ကြီးတယ်နောက်ကြနေပါနောက်ဟိုအနောက်လုံနေဆိုတာနောက်ရှက်နေတာပြောရတော့ ဦးနဲ့ကလေးလေးဦးနဲ့ကလေး ကို လေး လည်းအဲ့ထဲမှာသမီးကိုသူကအဲ့ထဲမှာသူကဟိုပါလေခေါ်တာသမီးလို့မီအဲ့လိုမျိုးကလေးအဲ့မျိုးသွားတယ်ကိုနဲ့ချူလို့ပြန်လေခလီးလေးဆိုခေါ်ရအဲ့တကွက်တဲ့နဲ့ရီရ ဟုတ်တယ်ကလေးလေးဆိုတာ ခေါ်တယ်နော်သူပဲခေါ်တယ်အဲ့စကလုံးတွေထဲမှာလည်းအဲ့လိုမပါဘူးဒါပေမဲ့ကလေးလားပါလားမသိအဲ့လို ဟုတ်အဲ့လိုလေခေးလားမသိဘူးအဲ့လိုမျိုး ခေးလားပါလားမသိသူကစညုံထဲမှာပါအဲ့တော့မဟုတ်ကလေးလေးဒီမှာအဲ့လိုမျိုး used to ဖြစ်နေတော့လေ မဖြစ်နိုင်တာ မနာတော့ကိုလည်းပြောတာ အဲ့လိုမျိုးလေးပါဟုတ်အရန်ဟိုပေါ့နော်ဟိုကိုချစ်ရတဲ့ကိုလေးစားအားကြခဲ့ရတယ်ပေါ့နော်ဒါမာကြီးနဲ့ကိုနိုင်ရဲ့ကားတွေဆိုတော့ကျူလေးတို့ကအကုန်ကြည့်ပြီးတော့အလွတ်ကျက်ပြီးတော့ပြန်ပြောဟိုဒီအလုပ်မလုပ်ခင်ကတည်းကအဲ့လိုပြန်ပြီးတရုပ်ဆောင်ပြအဲ့လိုမျိုးကိုလုပ်ခဲ့ရတာတွေဆိုတော့လေအဲ့မှာအဲ့ကားရိုက်တော့တကယ်လဲတွဲရပဲမာကြီးနဲ့လဲအမားလောက်ရမယ်လဲဆိုတော့ဟိုရင်နေလဲတုံလဲကြောက်တယ်အမားပါမှာလဲဆိုးတယ်ပေါ့ဒါပေမဲ့အရာအလုံးအဆင်ပြေနဲ့ဟိုရိုက်ကူးပြီးစီးသွားတယ်ဟိုကိုနိုင်တို့မာကြီးတို့တွေအကုန်လုံးကလည်းတင်ပေးပါတယ်ဟုတ်မရှိပါဘူးဒီကားမှာမရှိဘူးဆိုတာအဲ့လိုဆိုအကုန်လုံးကမိသားစုတွေလူတွေအကုန်လုံးဖြစ်နေတယ်ဘာမှခက်ခဲတာမရှိဘူးအကုန်လုံးကဟိုရိုက်ခွင်းဝါရောက်သွားပြီဆိုရင်တစ်ခါတစ်ခါရိုက်တော့မယ်ဆိုရင်အကုန်လုံးညှိလိုက်တာနဲ့ညီညွတ်နဲ့အကုန်လုံးသူတို့အကုန်လုံးအောင်မြင်ပြီးဆုံးသွား ကိုစောရဲ့အသာချက်ကအိတာရီနိုင်ရင်းနဲ့သူကကြီးငယ်တိတ်အကုန်သူနိုင်ရင်းနဲ့နေဒါလို့ဆိုကိုတော့ပြီးသွားတာပဲဆိုတော့သူ့ရဲ့အသာချက်ချစ်တာလည်းပါပါလေသူဝိုင်းပြီး ဒုက္ခပြီးဆုံးဒီရုပ်ရှင်အားဆိုရင်ချူလေးဟိုယုံတန်းဇလန်တွဲနဲ့ဒါခမ်းပတ်အနေနဲ့ပြန်လာတယ်ပေါ့ပြောရမှာပေါ့နော်အဲ့အချိန်မှာပဲတပြိုင်နက်တည်းရိုက်တာပါဟုတ်အဲ့ယုံတန်းဇလန်တွဲမပြီးခင်မှာပဲဒီကားကိုရိုက်တယ်ယုံတန်းဇလန်တွဲအပီးဘိုးတော်ကင်းကိုရိုက်တယ်ဆိုတော့ဒါတော်တော်လေးကြာခဲ့ပြီပေါ့အဲ့ဆိုတော့ရုပ်ရှင်ကားကြီးကိုတေးသေးချာချာလောက်ွက်ရနဲ့ပေါ့နော်ရိုက်ခဲ့ရတယ်ဆိုရင်ဘွားမှာဒါဟိုပထမအဆုံးကားလို့လည်းပြောလို့ရတယ်တေချာလေးလောက်ွက်လေးပေးတယ်ပေါ့နော်အဲ့လိုပြောလို့ရတယ်အဲ့ချိန်မှာဟာသားဖြစ်နေတဲ့ခါကျတော့ချူလေးတို့အခက်အခဲတွေအများကြီးရှိတယ်ကိုကအရီလဲတန်တယ်လို့ဟိုဟာသားပညာကလည်းတကယ်နဲ့ရိုက်ကြည့်ရောခတ်တယ်ပေါ့နော်ကိုကလည်းဟိုရိုက်လာတာအငိုတွေကြီးပဲဆိုတော့လေအဲ့တွက်ဖို့တွေပြီးပါတယ်ပေါ့မာကြီးတို့ကိုနိုင်တို့ကိုရွှေထူးတို့အမိလိုက်နိုင်ဖို့ဆိုတာတော်တော်စူးစမ်းယူရပါတယ်ဟုတ်အဲ့တော့ဒီကားပေါ့နော်ကိုပြန်ပြီးတော့အားမလို့အားများဖြစ်ရမလားပေါ့လေအဲ့စိတ်တွေလည်းဖြစ်တယ်ပေါ့နော်ယုံထဲမှာပဲတေချာပြန်ပြီးတော့ကြည့်ရမှာပေါ့သူဇလန်ထဲမှာသူ့ကိုမောင်လို့ခေါ်ပါလေအဲ့ကွက်တမင်းတဲ့မောင်လေးကပိုရီရတယ်လို့ထင်တယ်လေပိုပြီးတော့တက်လို့ထင်ရတယ်အဲ့လိုတွေခေါ်ရပါအဲ့ဒါလေးကကောင်းသွားသူကတော့အဲ့လိုပြောလိုက်တော့မျက်နှာရပုတ်ပုတ်ဟာဒီပြောနေရတယ်ဇလန်ထဲမှာပါလို့လားစညပြအောင်ဇလန်ထဲမှာပါတယ်မပြောနဲ့တော့အဲ့လိုအမြဲပြောတာပါ တကယ်ကတော့မကောင်းတာတော့မှတ်တာပြီးတော့ပြန်လုပ်တယ်ဒါပေမဲ့အဲ့လိုမာကြီးမပါတဲ့ရက်ဆိုမာကြီးကိုဖဲ့တဲ့စကလုံးတွေဆိုအများကြီးပဲအဲ့လိုမှာကိုပြောတာမှာကိုနိုဆွေးရော အဲ့ဒီဆိုမာကြီးမပါလို့အဲ့စကားကြီးထွက်လာတာ ပါရမစ်ဆိုတော့မပြောမပြောမတွေအားချလောက်မဲ့ကားပေါ့။ဘာကြီးအဲ့လိုမျိုးပြောပြတယ်။မတွေစိတ်ကူးရင်ကောင်းတယ်ကား။မတွေလည်းအဲ့လိုကောင်းကြီးချွတ်မောင်ကြီးချွတ်ပြောရနိုင်ပါသေးတယ်ဆိုတော့
ဒီကားကပေါ့နော်ဒီပါဝင်တဲ့တရုပ်ဆောင်နေဆိုတာပေါ့နော်အင်မတန်မှဟိုဒီတရုပ်ဆောင်တဲ့ပညာမှာပိုင်နိုင်ပြီးတော့အရန်ကိုထူးချွန်တဲ့ဒါအနုပညာရှင်ကြီးတွေဖြစ်ပါတယ်လို့ကျူးလေးတို့လည်းအကောင်းဆုံးစူးစမ်းထားပါတယ်လို့ရီမောပျော်ရွှင်ပြီးတော့ဒီရုပ်ရှင်ကြီးရတယ်ကြိုက်တယ်ဟာတကားကိုချစ်မြတ်လို့တဲ့ပြိသက်ကြီးအတွက်ပေါ့နော်ရီရမှာရီမောစီရမှာအသေးချပါပဲလာရောက်အားပေးပါဦးလို့ပြောချင်ပါတယ်ရှင် အားလုံးကျေးဇူးတင်ပါတယ် ကျေးဇူးတင်ပါတယ်